Visual Space Entertainment ကိုကြည့်စုနေတဲ့လူတွေအားလုံးမင်္ဂလာပါမင်္ဂလာကျွန်တော်ငငယ်ရပါတယ်ရှိခဲ့ခင်ဗျားငငယ်ရပါတယ်ရှိငယ်တော့ငယ်ဘွားပေါ့ကျွန်တော်ငယ်ဘွားမှာမရှိရရည်တော်များတယ်ရှိရရည်တော်တန်ဖိုးရှိတယ်ငယ်ဘွားဘာရှိတယ်ဆိုလော့စပီကာရှိတယ်လော့စပီကာတွေကအခုဆိုလော့စပီကာတွေကဖွင့်မကောင်းဘူးလေစူတယ်ပါညာလော့စပီကာနွားစီဖြစ်တယ်မဟုတ်ဘူးဗျလော့စပီကာကျွန်တော်ကြိုက်တယ်ဗျာကျွန်တော်ကြိုက်တဲ့လော့စပီကာဆိုတာကဘလို့လော့စပီကာမျိုးလဲဆိုတော့ကျွန်တော်ဒီမှာလော့စပီကာကျွန်တော်နားထောင်နေတယ်ဒီမှာကျွန်တော်နားထောင်နေနေရဆိုဗျာခက်ဝဝေးပေါ့ဟိုဘက်ရွာဖြစ်ပါစေဟိုဘက်နည်းခက်ဝဝေးကနေပြီးတော့လွင့်လာသူကအဲ့တော့ဇက်ထုတ်ဖွင့်နေခေါ်တာပေါ့ကက်ဆက်တစ်ခွေဇက်လန်နေဖွင့်တာဘီဒီအောင်သားတို့မောင်ကြီးမုံတို့နော်ကန်ရွေမောင်ဝိုင်းလှကြော်နေစားရှိတယ်ပေါ့အများကြီးဖွင့်ကြဖွင့်အဲ့ဇက်လန်တွေကိုကျွန်တော်တို့ကလေတွေကနေပြီးတော့နားနဲ့ဖန်ထားတော့မှာဒါပေမဲ့လိုက်ပြုတ်ဆောင်ရင်ပြုတ်ဆောင်တယ်ကလေးပြောရင်ပြောနေတာနောက်ကြဟိုရင်ကြီးရတယ်ကျွန်တော်အဲ့လိုအဝေးကြီးအဝေးကြီးကလာတဲ့ဟာတွေကိုလော့စပီကာတန်ကိုကျွန်တော်တို့အိမ်ရှိမှရှိရဲ့အပင်ရိပ်ဖြစ်ဖြစ်လာတာတာမှာကလေးရဆော့နေကလေးရဆော့လူကြီးရထိုင်ပေါ့လက်ဖက်သုံးစားပဲလော်ထညက်ခဲပေါ့ယူနေချင်းအဲ့ဒါစားတော်ပြီးတော့အဲ့အင်တာနက်ကအကြီးပဲအဲ့အင်တာနက်ကမိသားစုလိုက်ရက်ွက်လိုက်ကိုအဲ့လော့စပီကာကိုစုနားထောင်ကြတာကျွန်တော်ရှိမှာရွာလိုက်ကိုနားထောင်ကြတာကျွန်တော်ရှိမှာငယ်တော့လော့စပီကာရှိတယ်အဲ့လော့စပီကာတွေကအချိန်နဲ့အခါနဲ့နောက်ပြီးကြကျွန်တော်တို့ entertainment ဖြစ်ပေတယ်အခုကလို့ internet တွေပါဖုန်းတွေဘာမှမရှိဘူးလို့ပြောအောင်ဟုတ်တယ်ဘာမှမရှိဘူးကျွန်တော်မှ internet ပါရှိတော့ loudspeaker သူများရွာလမ်းဖုန်းနဲ့ loudspeaker တွေတခြားဖုန်းနဲ့ loudspeaker တွေကနေပြီးတော့ဇာလန်းနေတဲ့ချင်းကိုနားထောင်ရတာအဲ့ entertainment ကကျွန်တော်တို့အတွက်အကြီးပဲ loudspeaker entertainment loudspeaker ရှိတယ်ကျွန်တော်မိုက်တယ်အဲ့ loudspeaker တွေကဟိုအများကြီးရတယ်ဗျာအဲ့ဇလန်းတွေကိုအစိုးဆုံးရပြီးတော့ live ပြောတယ်မှာလိုက်ပြောနောက်ကြနောက်နေ့မနေ့ထိကိုညနားထောင်တာလော့စပီကာတွေကဇလန်းကြောင်းကျွန်တော်တို့ကကြောင်းတွေမှာချက်ပြောနေကြတော့အဲ့လိုကျွန်တော်ကတောက်လျှောက်လော့စပီကာယဉ်ကျေးမှုကကျွန်တော်မှတော်တော်ထွန်းကားတယ်အခုကဖြစ်လာတဲ့လူတွေက noise ဖြစ်တယ်ပါညာဆိုဟုတ်ပါပေါ့လော့စပီကာမဖွင့်တဲ့နေရာမှာမဖွင့်ရမယ့်ပုံစံမျိုးဖွင့်ရင်တော့ဘလို့ရမှာဗျာလော့စပီကာတော့လော့စပီကာပေါ့ကျွန်တော်ကတော့ငယ်တော့ဘာရှိတယ်လို့လော့စပီကာရှိတယ်ကျွန်တော်ကအမှတ်တရထားတော့ကျွန်တော်တို့အိမ်မှာဖြစ်ပါစေကျွန်တော်တို့ရွာကျွန်တော်အိမ်မှာဖြစ်ပါစေကျွန်တော်တို့ဘေးပတ်ဝန်းကျင်အိမ်တွေမှာဖြစ်ပါစေအလူမင်္ဂလာတစ်ခုရှိနေရင်ကျွန်တော်တို့ဘယ်ရွာတွေထုံးတယ်အဲ့လိုပါပဲအဲ့ရွာမှာရှိတဲ့လူတော်တော်များများရာခိုင်နှုန်းတော်များများကဖိုးရဖွားရစားအဲ့လူမင်္ဂလာဆောင်မန်းနဲ့လုံးမဲ့နေရအောင်အကုန်ရောက်လာကြပြီဘုနာရက်သူတို့ဒီနာကူတို့အကုန်လုံးရောက်လာကြပြီဗျာအဲ့ဒီအချိန်မှာလော့စပီကာငားလာတဲ့လဲဝင်လာရင်အကုန်ပျော်ပြသည်လားလော့စပီကာလဲနဲ့ကျန်နွားလဲမောင်းပေါ့အဲ့ကျွန်တော်ကလေးတွေကပြေးလိုက်လော့စပီကာကိုထိကျင်တယ်အဲ့ကလေးမထိနဲ့ပြတ်သွားရင်ပါညာပေါ့လိုက်လော့စပီကာနောက်ကိုပြေးလိုက်ဘာလို့ချင်လဲဆိုတော့ကျွန်တော်တို့ကဟိုရှေ့အကောင်လေးဟိုလော့စပီကာကိုလို့ထမ်းရှေ့ထမ်းလိုက်နောက်ကနေလို့ဟူအော်ဂျင်နာလေးချက်အော်ဂျင်နာအဲ့လိုအရှင်းနေဆိုပေါ့နော်အော်ဂျင်နာလူကြီးတွေကပိတ်မထိဘူးပေါ့မထိရင်အဲ့လိုလော့စပီကာငားလာလဲကြီးဖြစ်ပါစေတခုမြင်းလဲပြီဝင်လာရင်ပြောမထိုင်ကြည့်သူကလော့စပီကာကိုစင်ကန်လေးဆိုတော့လုံးဝလော့စပီကာဆက်เสียရနော်သူ့အတွက်ကျွန်တော်တို့အလူမင်္ဂလာပါမန်းတက်ရှိတယ်အမန်းတက်ရဲ့ရှစ်ဒီဘက်ဘယ်တောင်းဒီဘက်ရှစ်တနေရာမှာသူ့အတွက်ခုံရယ်ပွဲပါတင်ပေးထားတာနော်ဟိုငပြောပွဲအုံးပွဲလော်စပီကာအတွက်ဆက်အတွက်နော်ငပြောပွဲအုံးပွဲလက်ဖက်သူတောင်းမဲ့ဆေးကွန်ပါညာဆလေးကွန်ပါညာအဆက်เสียကူရယ်ပေါ့သူတို့ကလုံးဝဆယ်လီပဲလော်စပီကာလာဖွင့်တဲ့လူကဆရာကြီးပဲဘေးမှာလည်းမိုက်ကတလုံးမရှိအမိုက်တလုံးကလည်းတကယ်တမ်းကျတော့ကျွန်တော်တို့ဖုန်းကြီးတရားဟောဖို့လို့မင်္ဂလာဘိသိက်တွေအဲ့လိုထားတဲ့မိုက်တွေဘာမှကာရာအိုကေလည်းမဟုတ်ဘူးပြသိလားအဲ့လိုတချို့ကြတော့အဲ့လော့စပီကာမှာလိုက်ပြီးအဲ့မိုက်ထုတ်ပြီးအမိုက်နဲ့လိုက်ဆိုနေတာပြောနေတာကအနောက်မှာအဆိုတော့အတိုင်းကပါနေသေးတယ်ဒါပေမဲ့အဲ့လော့စပီကာနဲ့အဲ့ဒီဟာအဲ့တော့ကလည်းဟိုကာရာအိုကေစနစ်မရှိသေးဘူးထင်ပါတယ်ဖြောက်လို့မရဘူးဒါပေမဲ့အဲ့လိုလိုက်ဆိုခြင်းတဲ့လူတွေကလည်းသူ့ကိုဖားတယ်ခုနပြောနေတာဒီလော်စပီကာဆက်ဖွင့်တဲ့လူကသူ့ကိုပတ်ဆက်လဲပေးငါထားတာဒါပေမဲ့သူ့ကိုဖားရတယ်
तू ကလည်းခက်တီတီပဲဆက်မထီးနဲ့ဆို तू ဆက်ကိုဘာတကယ်ကျတော့ဘာမှမဟုတ်ဘူးဟို amplifier လေးရှိရဗျာအဲ amplifier ဒီ amplifier လေးမှာ amplifier လေးမှာအနောက်မှာထွက်တဲ့ဟိုအနေနဲ့ကျိုးနှစ်ခုနဲ့ logic နှစ်ခုကိုစနှစ်ခုထုတ်အရှည်ကျိုးအရှည်ကြီးလို့လုပ်ပြီးတော့ဟိုဒီမန်ဒတ်ရဲ့အလူဖြစ်ဖြစ်မင်္ဂလာမန်ဒတ်ရဲ့ဟိုဘက်ဒီဘက်မှာဒီတစ်ပင်မြည်ပေါ်မှာဒီလိုတင်ရတာဗျာဟိုဘက်ဒီဘက် logic တင်ထားရဆိုအဲ့မှာသူစမ်းနေဆန်းရင် logic ဆန်းရင်တော့ hello testing ဘာညာနဲ့ဆန်းတာဗျာ hello testing ကလည်းကြောင်းတယ်မတူဘူးဗျသူကဆန်းတာနဲ့ဒီဆက်ဆရာဘယ်ဆက်ဆရာငားတာဆိုတော့သိတယ် hello lo 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 နောက်ကအဲကိုတန်ထဲဆိုတော့ရှိတယ်အဲကိုတန်ကောင်းမှကောင်းလဲဆိုလဲဆက်ဆရာအုပ်စုရှိတယ်ကျွန်တော်ကမသိဘူးပေါ့ hello testing အဲ့လိုမျိုးကျွန်တော်တွေမသိဘူးက hello lo 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 အဲ့လိုသိတယ်မလားtesting အဲ့လိုပဲကျွန်တော်သိတယ်အဲ့လိုပဲဆန်းရတယ်လို့ပဲသိလာခဲ့တာ low speaker ကိုဆန်းတာအဲ့လိုပဲဆန်းတယ်ကျွန်တော်မိုက်ကလေးတွေမိုက်လူပြီးတော့ခိုးပြီးကင်လိုက်ရင် hello lo lo ကျွန်တော်အဲ့လိုပဲပြောတာဗျာအဲ့လိုပဲထင်တာအဲကိုတွေပါအဲ့တို့ဘာမှမပြောချင်တာ low speaker ရောက်လာရင်ကျွန်တော်တို့ရွာအကုန်ပြောသွားပြီဟုတ်ပြီသူ့ချက်က तू ကသူ့မှာတန်တက်တာရှိတယ်ဗျဒီတန်တက်တာနဲ့ဒီတန်တက်တာနဲ့ဒီတော့တန်တက်တာအဲ့ထဲမှာ तू ကုန်ထက်တာထုတ်ပြီး तू ဒီဇိုင်းဆင့်ပြီးအေးစေးပဲ तू ပါဖရားရရှစ်ခိုးလိုက်သေးတယ်ငါပြောတော့အုံးပွဲပါရင်နဲ့ဟိုလက်ဖက်ပါညာကတ်နေတယ်လော်စပီကာနက်ရှိမှနေမှာပေါ့နော်အဲ့လော်စပီကာနက်ကိုကတ်ကြတာပေါ့ကတ်တော့ကျွန်တော်တို့ထိုင်းရှိဘာဖွင့်မလဲပေါ့အမြင်ဘာဖွင့်မလဲတော်များများရာပြီးတယ်ဒါပေမဲ့တကယ်တမ်းက तू ကမြုပ်ွက်တွေရှိတယ်သူလော်စပီကာမှာကျွန်တော် entertain မှာဘယ်လိုလော်စပီကာအပိုင်းရှိတယ်စားရောက်ခါစားရောက်ပြီးစားရောက်ရင် तू ကနေကြတယ်ကျွန်တော်ဖရားတချင်းတော့မရှိသေးဘူးလေရှားတာဘာရှိနေလဲကျွန်တော်တို့အောင်ရင်း၈ပါးရှိပြီဗျာဒါတော့ဟိုကြာနေကန်ဆရာတော့ဥစရိလိုက်အောင်ရင်း၈ပါးကျွန်တော်တို့ငယ်လေးတဲ့အောင်ရင်း၈ပါးဟိုအလွတ်ရတယ်ဗျာအောင်ရင်း၈ပါးဟိုမာနကဘလောက်ဟိုဖြစ်တဲ့အကြောင်းဟိုနာဂီရီစင်ကြီးပေါ့နော်တောင်ရှိနေနေစင်ကြီးကို၎င်းလို့ပေါ့တဲ့ဟုတ်လားနာဂီရီတောင်ရှိစင်ကြီးကို၎င်းလို့ဟိုစင်စမာနာမင်းမရုပ်လို့အဲ့လိုမျိုးဟာတွေနဲ့ဆက်လာချင်းကျွန်တော်တို့နေကအဒေါ်စီကအင်တာနက်ကရောက်လာပြီငားလိုက်ရောက်လာတယ်သူရောက်လာတဲ့ဆက်ဆရာဟုတ်အဖားရတယ်သူနေရာထိုင်ခင်းပေးရတယ်သူမန်နက်ထဲမှာသူဆရာနေရာပေးရတယ်ပြီးတော့သူကမှလော်စီကာအတွက်ပွဲတွေပါတင်တယ်အဲ့လိုပြီးသူဆမ်းပြီးဟယ်လိုလိုသူတင်ပြီးတော့သူကျင်ညာပြီးဘယ်သူဘာညာကွကွာပေါ့နော်သူကလည်းလော်စီကာကိုင်းတဲ့ဆရာလည်းကျွန်တော်တို့ဟိုမျိုးဗလာဗုဒ္ဓဘာသာတွေရွတ်နေကြကျွန်တော်ဘေးမျိုးဟိုစာဖျားစာပေါ့အဲ့လိုမျိုးဟာရွတ်ရတယ်ဗျရွတ်ဆိုပြီးကမှသူဖွင့်တယ်ပေါ့နော်သူမင်္ဂလာနဲ့ဖွင့်ကြတယ်လော်စပီကာဖွင့်တာပေါ့လော်စပီကာဖွင့်တဲ့အချိန်မှာဟုတ်ပြီအစောပိုင်းဆိုတာလော်စပီကာရောက်လာဘာညာနဲ့ကျွန်တော်စောပိုင်းဆိုပေါ့6ခွဲခွန်လောက်ဆိုရင်စဖွင့်ပြီပေါ့ဖွင့်ရင်တချင်းတွေဖွင့်ကြကျွန်တော်ရှိကြတော့ငယ်တွေမှာအဲ့ရှိရင်တချင်းတွေပါရှိမလို့ချင်းတွေကတော့ဒုံးနေတဲ့ရှိဘူးဒုံးနေတဲ့အများဆုံးဖွင့်ရတယ်ဒုံးနေတဲ့ကြိုက်ကြတယ်ဒုံးနေတဲ့ဖွင့်တယ်ဒုံးနေတဲ့ဖွင့်ပြီးသွားတယ်နောက်ဟာမမကြီးလေးဖွင့်မအောင်လို့ပြီးရှိရမမကြီးဖွင့်ပေးရတယ်တကယ်လို့ဟိုဟာပဲအကုန်လုံးကအဲ့ဒီအချိန်မှာဖွင့်နေတဲ့အချိန်မှာကျတော့ဗာလဲဆိုတော့လောဖွင့်နေတဲ့အချိန်မှာလောကီကတော့တော့နေကြတာလားဆိုအဲ့တချင်းတော့ဖွင့်နေတဲ့အချိန်မှာအကုန်လုံးကဟိုကြည့်လို့ငယ်အလူကြည့်လို့ကိုဟာကိုအကုန်လုံးနေကြတာကိုရင်ကဓာတ်တွေအကုန်ယူကြတယ်ကျက်သွန်လေးမဲ့ဖွဲ့ရအဲ့ဒီညာတွေအကုန်ပြက်ကျက်သွန်ဗဒပိတ်တာဖြစ်ဖြစ်အချိန်ဘလောက်ဖြစ်အကုန်ကြော်ရန်အစင်တဲ့အကုန်သူ့ဖွဲ့လုပ်ပြီးသားဒီဘက်မှာထင်းပါညာရှာဖွေးဖွဲ့ရလဲလုပ်ပြီးသားအဲ့လုပ်တဲ့လူတွေကို entertain လုပ်ပေးနေကြသိလားအဲ့လော်စပီကာသူတို့တွေပြင်မအောင်တချင်းလိုက်ဆိုတာသိရမလားဒါပါလေးနဲ့ရွှေကြီးမျိုးတို့ပါလိုက်ဆိုရင်ဆိုမသိရမလားပန်းတွေကစိန်လိုက်ဆိုអော်ပြီးတော့ထင်းခုတ်တဲ့ကောင်ခုတ်နေတယ်ဆက်ကြီးပါတဲ့ဟိုခုပြီးထူကြတာပဲအဲ့ဒီမှာလုံနေတဲ့လူတွေရှိတယ်ဒါပေမဲ့ကျွန်တော်ကလေးဆိုတော့အဲ့ဒီတန်ခေါ်နဲ့ကျွန်တော်ဝင်မမရှိဘူးကျွန်တော်ကြီးကဟိုအားရှိတယ်ဟိုကာလာပိုင်းခြားရှိတယ်ကျွန်တော်ရွာတွေမှာရွာတော်များများလိုနေပါပါဥပမာကျွန်တော်တို့ဗျာအဲ့ခေတ်ကာလာမှာရွာထိပ်မှာလက်ပိတ်ဆိုင်နှစ်ဆိုင်ရှိတယ်ဒီအဝေးပြေးလမ်းမကြီးထိပ်ကလေးတွေကမိသားစုမပိုင်ထိုင်လို့မရဘာသာမှတော့မသိဘူးအဖေမေဦးလေးပါသွားရင်တော့လက်ဖက်တစ်ခွက်တော့ကိုယ်ကမတော့လက်ဖက်လေးလာချတယ်လက်ဖက်ရကနေအောက်ကပကံများလေးတွေငှဲ့ပေးတယ်
အားလေတောက်ကိုယ့်ကိုတယောက်လေးရောင်းနေလဲဆိုမောင်းထုတ်တာအဲ့တော့သူကကလေးတွေကဘီလီယက်ခုံသွားလို့မရဘူးလက်ဖိတ်ဆိုင်သွားလို့မရဘူးမဆလေးတောက်တာပဲရှိတယ်ရက်ဆိုင်သွားလို့မရဘူးတရားသူလူကြီးတွေကမောင်းထုတ်တာမတော်သေးဘူးလားသူတို့ရွယ်မတင်သေးဘူးလားမသိဘူးပေါ့ကျွန်တော်မှသွားခွင့်မရှိရဲ့ထိခွင့်မရှိတဲ့နေရာရှိတယ်ကလော့စပီကာဆိုကျွန်တော်အရင်ထိကျင်တာလေသက်ကြီးကဘာတွေထွက်နေရအောင်နော်သူကဆရာကြီးလော့စပီကာလုံးဝအသက်ကြီးတယောက်ပါသူကဖွင့်မယ်ပြီးရင်သူ့တောင်းဆိုမယ်ပေါ့တဘုံတဘိုးတော့ခုနပြင်မန်းလာတဲ့သားတွေပါရင်လော့စပီကာမိုက်နဲ့ဒါကာလာဝေးသဘောမျိုးဆိုကြတယ်ဒါပေမဲ့အကုန်လုံးပြီးသွားခုနကအကုန်လုံးပြီးပြီးတော့တကယ်ချက်တဲ့ပြုတ်တဲ့ချိန်ကျရင်လူတွေကသိမမှန်တော့ဗျာမီထိုးရတော့ဘာလို့ပဲရှိရတာအဲ့ချိန်ကျမန်တက်ထဲမှာဟိုတခုဆက်လုပ်တဲ့လူပေါ့ဟိုဟာလေးနဲ့အဲ့မှာလာပြီအဲ့ချိန်ကျဟိုဟာပေါ့ဇလန်တိုင်းလာပြီဇလန်ဖွင့်ပြီလောစပီကာကျွန်တော်ဇလန်မောင်ကြီးမုံလားဘီဒီအောင်သားကြီးသွားပြီးအောင်သားကြီးကြိုက်ကြဘီဒီအောင်သားကြီးစားတဲ့ကျင်ညာနဲ့သူကရှင်းပါနေတယ်အဲ့ဇလန်ကစာတန်းထိုးလို့မျိုးလေခင်ဗျားတို့နောက်မှဝင်တယ်ဒီအရှိကဇလန်တို့တွေအကုန်လုံးကဘယ်လိုလဲဆိုတော့စာတန်းထိုးလို့မျိုးလူငယ် foundation director လာကြော်နေဦးစီးစီစဉ်တော့တယ်သူကအကုန်သူစီစဉ်တဲ့လူပါတယ်မင်းသားလူလည်းပါတယ်မင်းတို့လူလည်းပါတယ်အနောက်က music တွေကလည်းအရမ်းမိုက်တယ်ဗျာသူကဟိုမျက်စိထဲမှာမြင်လာအောင်သိရမလားလောက်တာမြင်းဆိုမြင်းတယ်ကားဆိုကားတယ်လေးဆိုလေးတိုက်တဲ့အတန်အဲ့ဒီဟာတွေအကုန်လုံးကျွန်တော်ထိုင်ကြည့်ငွေလူကငိုပေါ့နော်စီရာကြီးရင်ရီပေါ့အဲ့ဒီထဲကဇက်ကောင်ကိုဆဲတဲ့လူကအောက်ကနေဆဲဇက်ကြီးလိုပဲအမှန်တော့ကျွန်တော်ဘာမှမြင်နေရမဟုတ်ဘူးနော်လော်စပီကာကြားတဲ့ဇလန်ဇက်ကွက်တွေကိုကျွန်တော်တို့အဲ့လော်စပီကာခက်မှာ entertain ဖြစ်ခဲ့ရတယ်အခုပြောနေရတယ်ကျွန်တော်ပြောနေရတယ်ပို့ပြီးတော့ကျွန်တော်အဲ့တော့ကျင်းတတ်တယ်အဲ့ဒီဟာနားထောင်ဝင်ရကျွန်တော်ကျင်းတတ်တယ်အထွန်းမြတ်လို့ထားရတာတိကျအဲ့လော်စပီကာလာဖွင့်လိုက်ရင်အဲ့ဆက်ဖွင့်တဲ့ဆက်ဆရာကိုအကုန်လုံးကလေးစားနဲ့ဖွင့်ကြသူရှိမှအကုန်ရှိရဟိုဆက်ဟိုစုံလို့သူတို့ကလည်းတဲကြဘာရှိတယ်ဗီဒီယိုအောင်တိုင်းအဲ့အဟောင်းကြီးဒါဆိုမောင်ချင်းမမရှိဘူးလားမောင်ချင်းမဖွင့်လို့သူကတစ်ခုပြီးမှတစ်ခုဖွင့်တယ်တေချာတော့ကျွန်တော်တို့ကတော့ကလေးဆိုဆုံးအိတ်ရမသိဘူးကျွန်တော်အိတ်တဲ့ထီကိုဖွင့်လာတာလို့တခါအိတ်ရတဲ့ရောက်တဲ့ထီပါတက်ဆောင်ကသူကဟိုဘောလုံးမလို့ဘူးလေအဲ့ကောင်ဖွင့်ထားတဲ့ system ကအဲ့လိုစီကအဲ့တူရလုံးနဲ့အဘေးကတော့သူမမရှင်းကြားရတယ်ဗျအိမ်ပေါ်တက်လေအိမ်ပေါ်မှာလည်းကြားနေရတာပဲလေကိုအိတ်ရတယ်ဝင်လေအဲ့အိတ်ရတယ်မှာပဲအဲ့လိုစီကတန်းနားထောင်ပြီးဇာတ်နားထောင်ပြီးတော့အိတ်ပြောသွားတာပဲဆိုတော့အရန်ဝိုင်းဖြစ်တယ်ဗျအဲ့လိုစီကရဲ့ဖြောပြမှုကဟုတ်တယ်ဟုတ်ကျွန်တော်တို့ခုခေတ်မှာဟိုလော်ဂျီကာဟိုဖြောပြမှုမဟုတ်ဘူးပေါ့နော်လော်ဂျီကာဟိုမသုံးကြတော့ခုခေတ်မှာကျွန်တော်ရုပ်ရှင်ကြည့်မယ်ဆိုကျွန်တော်ရုပ်ရှင်သွားကြည့်တယ်ဗျရုပ်ရှင်ကြောင်းကျွန်တော်နောက်မှပြောရုပ်ရှင်သွားကြည့်လိုက်ဆိုရင်ရုပ်ရှင်ယုံထဲမှာပဲရုပ်ရှင်ကြည့်ရလူတွေပဲ entertain ဖြစ်မှာလားသူ area လေးပဲတစ်ခုပဲရှိပါလေဟုတ်တယ်မလားလော်စပီကာအဲ့လိုလော်စပီကာရဲ့ entertain area အကျယ်ကြီးဗျအဲ့လိုကျွန်တော်ကငယ်ဘဝဘာရှိတယ်ဆိုရင်တော့ကျွန်တော်စပြီးတော့မြင်တယ်လော်စပီကာတွေပဲလော်စပီကာတွေကိုကျွန်တော်မြင်လာတယ်လော်စပီကာတွေကကျွန်တော်တို့အများကြီးပြီးခဲ့တယ်ဇလန်ဇက်ကွက်တွေနောက်အတန်တိုးချက်နေမြင့်ငိုတဲ့တန်တွေမြင်လားဘောင်းတယ်ဘောင်းတယ်ကျွန်တော်တို့အလို့ရအဲ့လိုဘယ်ဇက်တွေဒါ donation ပြင်မလားစိုးတင်မောတက်ခဲ့မယ်တင်မောစိုးတက်ခဲ့မယ်အဲ့လိုမျိုးဟာတွေကကျွန်တော်ငယ်အများကြီးနားထောင်ခဲ့ရတာဗျာနားထောင်ခဲ့ရတာကအလုံးမကျဲပဲနဲ့ကိုကျွန်တော်အလို့ရအောင်ကျွန်တော်တို့မှ entertain ရတာပဲရှိတယ်ဒီကိုရဲ့ကိုရွာကအလူပဲပြီးသွားရင်လေရရကိစ္စမရှိဘူးအိမ်မှာပဲအစင်းနေအလူအချိန်တိုင်းကိုအိမ်ထဲအရောက်အဲ့အတန်နေရရောက်လာမှာလားသိလား entertain ကကိုအိမ်ရပါဘောကိုအိမ်ရပါဘောဒီလော်စပီကာတွေရောက်လာမှာစူညံမဘူးနော်လော်စပီကာအဲ့လိုခက်ဝိုးရနေလွတ်လာလော်စပီကာတော့နောက်ကြည့်တယ်အရန်မိုက်တာဆိုတော့ငယ်ငယ်ဘွားကိုပြန်ကြားမိရင်ရင်ကျေးမှုရတော့လော်စပီကာရင်ကျေးမှုရတော့ကြားတယ်အဲ့လိုမျိုးပေါ့နော်လော်စပီကာဖွင့်တဲ့လူတော့မှတကယ်တလေးတစားနဲ့ထားတာဗျာကျွန်တော်ရှိမှာအဲ့လိုမျိုးရင်ကျေးမှုပေါ့ကိုကြီးလာတော့ entertainment များလာလို့လားဟိုဓမ္မရောလော်စပီကာတွေကိုအမြင်ကတ်နေကြတာတော့မသိဘူးပေါ့ဗျာကြီးလာရင်တော့လော်စပီကာတန်ဖိုးတော့ကျသွားတော့ဒါကျွန်တော်ငယ်တော့လော်စပီကာတွေရဲ့တန်ဖိုးကတော့မြင့်ခဲ့တယ်ဗျတန်ဖိုးရှိရှိနဲ့ကျွန်တော် entertain ဖြစ်ခဲ့တယ်ဗျ white entertain ပြီးတော့မှဘာမှတားပြီးချုပ်ချက်မတားတဲ့လော်စပီကာဆိုကိုယ့်အိမ်နဲ့ကိုယ့် channel ကိုနားထောင်လို့ရတယ်ဗျကိုယ့်ရွာလည်းကိုနားထောင်လို့ရတယ်အနီးနားသွားနားထောင်တော့အတန်ပိုးကျတာဟုတ်ဗျဒါပဲရှိမှာပဲလေဒါမှအကုန်လုံးတညီတညာအဲ့တေးကြတယ်အဲ့လူညတွေမှာကျွန်တော်တို့ငငယ်ကရွာတွေမှာရှိခဲ့ညတွေပေါ့ကျွန်တော် sorry ကျွန်တော်ရွာကဟို
မကွေးတိုင်းအောင်လံမျိုးအဝင်မှာရထောင်ရွာတော့ရှိတယ်ရထောင်ရွာတော့ရှိတယ်ရွာထောင်ပေါ့နော်ရထောင်ရွာပြည်နဲ့ပြည်ရနေလာရင်အောင်လံမရောက်ခင်ပေါ့အဲ့လိုအခုကတော့အောင်လံမျိုးတဲကိုရက်ွက်တယ်ဝင်သွားပြီပေါ့ကျွန်တော်ငယ်တော့ရွာပေါ့နော်အဲ့ဒီရွာလည်းတခြားရွာတွေလိုပါပဲလော့စပီကာဖွင့်မယ်ဆိုရင်အလူမြင်အောင်ရှိရင်အကုန်လုံးကအဲ့ဟာဖွင့်နေရအောင်နားထောင်ကြတာဗျဘယ်တော့ဖွင့်နိုင်မလို့ထမင်းလေးစောစောစားကြအများကြီး9 နာရီ 6 နာရီဆိုထမင်းလေးစားတော့ပြီးကိုယ့်အကူရင်သွေးတောင်းလိုက်လော့စပီကာအတန်လာတော့မှကိုရှိတဲ့နေရာလေးမှာဟိုဖြာလေးခင်းလိုက်ဆိုပြီးထိုင်ပြီးတော့မိသားစုတွေလောနဲ့မြင်းနေပါသိမှာလော့စပီကာအတန်နဲ့ entertain လုပ်နေကြတာရမ်းမိုက်တဲ့လေးထားပါတော့ကျွန်တော်အဲ့ဒီခေတ်မှာ radio တို့ပါတော့အချိန်နဲ့လာလေဒါကြခလုတ်ပြအဘယ်ဟာတော့ကောက်ဆိုကောက်ဖွင့်ရလေသိရမလားမောင်ချင်းမို့ဆိုမောင်ကြီးမို့ဘီဒီအောင်ဆိုဘီဒီအောင်နဲ့ဇက်တော်နေတဲ့နဲ့မမကြီးဆိုမမကြီးတန်းဖွင့်ရတာဗျသိရမလားဟိုဆိုင်အဲ့လိုမျိုးဖွင့်ကြတာဟုတ်အဲ့လိုဖွင့်တဲ့လော်စီကခကြီးတဲ့မှာတော့ကျွန်တော်ကြည့်လာတော့ကျွန်တော်တို့အကြီးမားဆုံးနဲ့အကျယ်ဝန်းဆုံးကတော့လော်စီကက rate မရှိဘူးဗျသိရမလားကိုယ်အဲ့ရတယ်ဒီ AC နားလို့ရတယ်ကိုတက်တဲ့ဘာမှဖြောပြပစ္စည်းမပါဘူးဗျသိရမလားဒီလေတွေကလွန်လာတယ်အောင်ဆောင်းလေးချုပ်အိတ်လာအောင်ပဲလေအဲ့လိုလော်စီကရင်ချင်းမှုတော့ကျွန်တော်ငယ်ကရင်ချင်းကိုလွမ်းတယ်ဗျဟိုတင်မှာလာတာဟိုညကလာတာဆိုတာတကယ်ကြုံမှုတဲ့လူတွေအတွက်တကယ်လမ်းမကောင်းတယ်ကျွန်တော်ရဲ့ညခါလာတာတွေထဲမှာလဲလော့စပီကာကကျွန်တော်ကတော့အများကြီးရခဲ့တဲ့ entertain အများကြီးဖြစ်ခဲ့တယ်ပေါ့နော်လော့စပီကာပဲခင်ဗျားတို့ဘွားမှာလော့စပီကာကဘယ်လိုပတ်သက်မှုလဲတော့မသိဘူးပေါ့ကျွန်တော်ဘွားရဲ့ငယ်ဘွားအကြောင်းပြန်ပြောရင်ငယ်ဘွားမှာဘာတွေရှိလဲဆိုရင်ကျွန်တော်ဘွားမှာငယ်ဘွားမှာလော့စပီကာတွေရှိခဲ့ဘူးလေဗျကျေးဇူးတင်ပါတယ်နောက်မှဆက်တော့